Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရောင်းနှန်းအယ်ဖုစုကရှိတဲ့တောင်နှလုံးကိုသွားတတ်မှာဖြစ်ပါတယ်ဒီမှာတောင်စုပေါင်း main peak 9ခုရှိတယ်ပေါ့နော်အဲ့ထဲမှာဒီနေ့ကျွန်တော်ရှင်ဘူဆန်းနဲ့ကန်တော်ဆန်းကိုတောင်းပါပါနောက်ပြီးဒီတောင်9လုံးထဲကပေါ့နော်တို့တတ်မှတ်ထားတဲ့9လုံးကိုတက်ပြီးတဲ့အခါကျရင်ကျွန်တော် certificate လည်းထုတ်ယူလို့ရပါတယ်ကျွန်တော်စတက်ပါပြီ9:59 မိနစ်ကနေစတက်ပါမယ်ဒါကတော့ဒီနေ့ကျွန်တော်တို့သွားမယ့်လမ်းကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ပြောင်းရောက်မယ့်နေရာကတော့ဟုံးယူဖုတ်ဖို့ဖြစ်ပါတယ်တောက်တက်လမ်းနေပါလေဒီလိုမျိုးတောက်ခဲပုံထားတာပေါ့နော်ဒါအချောင်းရဆိုတော့လမ်းတောင်တက်လမ်းတောင်ပေါ်ရောက်လာမရောက်လာမသိနိုင်တဲ့အခြေအနေမျိုးပေါ့လမ်းကနေရှောက်တဲ့နေရာမျိုးမှာဆိုလို့ရှိရင်ဒီလိုကြောက်တုံတွေရှူရပါတယ်ဒါသူတိတ်ပဲကဒီလမ်းကတောင်ထိပ်တိရောက်တယ်ပေါ့နော်အဲ့လိုအဓိပ္ပာယ်မျိုးနဲ့ဒီမှာကြောက်တုံနဲ့အဲ့လိုစုထားတာပါအဲ့လိုလာတဲ့လူတရားဆိုတုံစုထားတာဒါပေမဲ့အခုကတော့အများများနေပြီဒီကူကဒီတန်းစုနေကြတော့ဘလို့ဦးထင်တယ်ဟာရှင်းလာဆိုကျွန်တော်ခဏပြောဟုံးကြီးဖုတ်ဖို့ပေါ့နော်ဟုံးကြီးဖုတ်ဖို့ရောက်ပြီလုံးဝ fine ရယ်ကဲကျွန်တော်ချက်ကြည့်လိုက်အောင်ပါပါလေဓာတ်ပုံလည်းခဏရိုက်ပြီးဆိုတော့တောင်ပြန်စတက်ပါမယ်ခင်ဗျာဝါကျွန်တော်ကရှင်ဘူဆန်ခါပါဝေးကိုစတက်မှာဖြစ်ပါတယ်ခဏကြော်လာတဲ့နေရာဟုံးမြဖို့ဖြစ်ပါတယ်ဝါအဲ့ရကီလိုမီတာဘယ်လောက်လို့လဲကျွန်တော်သွားတဲ့လမ်းကြောင်းကတော့ခုမြင်တဲ့အတိုင်းပေါ့နော်ကျိုးကိုတွေ့ပြီးသွားတဲ့နေထားမျိုးတွေများတယ်အဲ့တော့ trekking ဖို့မသုံးတာကောင်းပါတယ်ကျွန်တော်ရှေ့နာဆိုလို့ရှိရင်ရှင်ဘူဆန်းရဲ့popular ဖြစ်ဆုံးပေါ့နော်ခါရဘဝီတန်လူဆောကျော်ယူဘောကိုရောက်တော့မှာဖြစ်ပါတယ်အခုဆိုတာရှင်ဘူဆန်ရဲ့အသက်ကျော်ရိုးလို့ပြောလို့ရတယ်။ဒါနဲ့ဆိုကျော်ရိုးပေါ့။ရောက်ရှိလာပါပြီဖြစ်ပါတယ်ခင်ဗျာ။နောက်ကူနောက်တစ်ဖြတ်ကိုဖျက်မှာပေါ့နော်ဒီဘက်ချမ်းမှာလမ်းလဲရှိပါတယ်ဒီဘက်ချမ်းမှာကျွန်တော်ခဏကြော်ရိုးပေါ်နေဖက်ရှောင်းမယ်လမ်းပါပါရမ်းတယ်ခရဲတော့ခါကြောမချီကုတ်ကပ်ပြီးသားမှာကျွန်တော်တို့ရှေ့မှာတယောက်တက်သွားပြီနော်ပြီးကျွန်တော်နောက်နေလိုက်တက်မယ်
ဟိုးရှိမှလည်းတက်နေတဲ့လူရှိပါတယ်တော်ရိုးပေါ်ကနေဖက်လျှောက်တဲ့အခါချို့နေရာတွေမှာခြေလမ်းချစရာနေရာရမ်းကျင်းတာမို့လို့ခြေလမ်းတိုင်းကိုကျွန်တော်တို့ queue ဆိုင်ဖို့လိုအပ်ပါတယ်ဒီဟာလမ်းကျင်းဝါနောက်တစ်ဖက်ကိုပြန်အောင်လာပါပြီဒီအိမ်တော့ဟုတ်လားလမ်းမရလားဟုတ်ရလားပြန်လဲကြည့်ပါဦးဟုတ်လောက်တယ်ဟုတ်လောက်တော့ပိတ်နော်ပြန်လဲမူစောဝါ한국어는 틀리면은 바로 사면 그냥 지나들라만 아우 셔짜비 아 와, 그래서ဒီမှာကျွန်တော်တစ်ဖက်နားနေပါတယ်ကြည့်ပါဦးတောက်လျှောက်သလိုဆက်သွားအောင်မယ်ဖက်လေတောင်တန်းတွေနဲ့ပြည့်နေနေပါတယ်ခုရှိမှမြင်ရတယ်ကျွန်တော်တို့တစ်ဖြတ်ကိုဖြတ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီရှင်ဘူးတောင်ထိပ်ကိုရောက်ပြီပေါ့နော်ကျွန်တော်အခုဆိုကြော်ရိုးအကုန်လုံးဒီမှာဖြတ်ပြီးသွားပြီပေါ့နော်ရှင်းတာဆိုတောင်ထိပ်ရောက်ပြီဟာဆောင်းရမိုက် Let's go 와 씨. 여러분 신나서 정상ရောက်ပါပြီ Samuel Shimbusa Mountain 0.6 km 6m လောက်ပဲလိုပါတော့တယ်ဟုတ်ပါပြီခင်ဗျာ
ဒါတောင်ထက်ရောက်လာပါပြီဒီနေ့ဒီမှာနေရမ်းပူတော့တောင်ထိပ်မှာလူတော်သိမ့်မရှိဘူးပေါ့နော်ပြီးခဲ့တဲ့ခေါက်ကြောင်လာတော့ဆိုလို့ရှိရင်နေရာဒီဦးသူကလည်းအေးတော့လေအဲ့ဒါဆိုဒီမှာလူလုံးကအများကြီးပဲဒီခေါက်တော့လူကတိတ်မရှိပါဘူးခင်ဗျာကြည့်ပါဟိုနေချင်းမရှိပါဘူးဆောင်းဦးရဒီလာရင်တော်ကြီးလာမှဒီညကျွန်တော်ရှင်ဘုရားမှာပုံရိုက်ပြီးတော့တောင်းနာတယ်တောင်းနာပြီးကျွန်တော်တို့ဂန်တော်ဆန်ဂန်တော်ကျဲဘက်ကိုပြန်သွားထပ်ပါမယ်တောင်ထက်ရနေကျွန်တော်ဂန်တော်ဆန်ဘက်ကိုပြန်သွားမှာဆိုတော့တောင်ကျောပေါ်ကနေဖက်ရှောင်းမှာဖြစ်တဲ့အတွက်ရန်တော့မပင်ပန်းတော့ဘူးပေါ့နော်ခက်ပြပြလေးဖြစ်သွားပါပြီရှင်းနာလေးဆောင်ရောက်လို့ရှိရင်ကျွန်တော်တို့တစ်ဖြတ်နားမယ်တစ်ဖြတ်နားပြီးနေ့လည်စာစားပါတော့အဲ့မှာနေ့လည်စာစားပြီးလို့ရှိရင်တော့ဒီတောင်ထိပ်ကိုဆက်တက်ပါမယ်ဂန်တော်ဆန်းတောင်ထိပ်ကိုဆက်တက်ပါโอเคဦးဇော်အောက်ခြေရောက်လာပါပြီလုံးဝ Swiss ပါနော် Switzerland မတော်ရပဲလေဒီလိုဆိုကိုရီးယားဘာရှယ်မှာရင်ဆုံးလာခဲ့ပါတယ်ဒါတော့ K-drama fan တို့များသိကြတဲ့ဒီ Crash Landing on You drama ရဲ့ဒီမင်းသမီးစွန့်ငယ်ချင်းလေတီးခုန်တဲ့ဆန်ဝန်တော့ဒီမှာလာရောက်ရိုက်ကူးထားတာဖြစ်ပါတယ်။ဝါရမ်းလာတယ်။ကောင်းပါ့။ကောင်းတော့ကျလေးလက်သာစားဖြစ်ပါတယ်ရှင်းနားလေးစားပါတော့ခောက်ဆွဲစားအောင်နော်ဒီမှာစားကြများစားတော့မရှိမယ်ခောက်ဆွဲရှိမယ်ရေခဲမုံရှိမယ်ပြေးပါရှိမယ်ကြောက်ဥရှိမယ်ပေါ့နော်လောဆယ်ကျွန်တော်တို့ဒီမှာခောက်ဆွဲပြောင်းဒီရောက်ရင်အရန်စားလို့ကောင်းတဲ့ဟာလေးကျွန်တော်စားအောင် let's go နေဆောင်ပေါ့နော်ဂန်နော်ချဲဟျူကစ်ဆိုပါဒီမှာနေလက်သာအေးရှိမယ်ဒါတော့ဒီအထဲမှာရှိတဲ့ရောင်းဆိုင်ရနိုင်တဲ့မုတ်တရားဒါတွေရထမင်းလည်းရှိပါတယ်မခောက်ဆိုင်ဆိုင်ကျုပ်တကယ်ယူနော်မခောက်ဆိုင်ဒူးယူရှိဘူး
周董，周董呀。睇下吧。ပုံမှန်ချိန်စားတယ်အရသာကိုရှိတယ်နော်စားရှာတယ်ဟိုလမ်းဝေး6လိုက်ပဲစားရဆိုတော့ဟုတ်ကျွန်တော်နားနေဆောင်မှာတော့နာပြီးတော့ဘူးဂန်တော်ဆန်းတောင်ထက်ကိုဆက်သက်ပါမယ်ဂန်တော်ဆန်းတောင်ထက်ကိုတရားနေကျွန်တော်တို့မီတာ150နီးပါပေါ့နော်အဲ့လောက်တော့တက်ပြီးလို့ရှင်တောင်ထက်ကိုရောက်ပါပြီဘေးပဲညာကြည့်လိုက်ဆိုင်တောင်တန်းနေနဲ့ပြည့်နေနေရောင်းနမ်အယ်ပစ်ဟင်ဘယ်ဆန်ဂန်နောဆန်ခုစကတော့တိတ်မကြခင်ပြီးဆုံးတော့ပါဒီလမ်းတော့ကားလမ်းဆိုမဲ့ကားလွှဲမသွားဘူးပေါ့နော်အရေးပေါ်ချိန်ကလွှဲပြီးတော့ဒီကားတော့ဒီလမ်းမို့စပိန်စီးတဲ့လူတွေရယ်ပြီးလို့ရှိရင်ဒီလိုခြေချင်းစောက်တဲ့လူတွေရယ်အဓိကအသုံးပြုတဲ့လမ်းပဲဖြစ်ပါတယ်တောက်ကြရည်ပါအစင်းတော်လေးကျွန်တော်တို့ဒီတိုင်းလူသွားလမ်းနေဆင်းလိုက်တာပေါ့နော်ဘာလို့ဆိုကျွန်တော်တို့အတောင်ကြီးအောင်ဘတ်ကားဆောက်အောင်ပါဆိုတော့လေsai anh nhìn thấy anh phải nó ăn gì anh sau này là phải xe lá này rồi lan tôi bao mà tôi la này phải xe bị sao mà nó tao chỉ tiêuကျွန်တော်မနက်ကဒီဘက်ကနေခွဲပြီးထွက်သွားတာပေါ့နော်။ဟိုဆင်းလာဒီဘက်ခြံနေတဲ့ဒီဘက်ခြံကိုပြန်ရောက်လာပါပြီ။ခါတော့ကျခါတော့ဆန်။ဟုံးညူဖို့ဖို့မနက်ကသွားတယ်လားဒီဘက်ခြံမှာပေါ့နော်။
ကဲဒီနေ့ခီးစဉ်အဆုံးသတ်နောက်ဆုံးတောင်းရှိကိုပြန်ရောက်လာပါပြီပြန်ရောက်လာတဲ့ချိန်ကညနေ3 နာရီ18 မိနစ်ပေါ့နော်ကျွန်တော်တို့တောင်တက်ချိန်ရနားချိန်ပုံရိုက်ချိန်အပါစုစုပေါင်း9 နာရီ20နီးပါးမိနစ်20နီးပါးကြာပါတယ်တောင်ချီပြန်ရောက်နေပါပြီ